အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ Wildcat server ကိုကျွန်တော် VPS တစ်လုံးပုံမှာဘယ်လိုထောင်မလဲဆိုတော့ပြမှာပေါ့ကျွန်တော်ဒီနေ့မှာလည်းကျွန်တော်ဒီ filter ပုံမှာပဲကျွန်တော်ထောင်ပြမယ် filter အသုံးလို့အရင်ဆင်ပြီးတယ်ပေါ့ Digital Ocean လို့ပါအဲ့တော့ကျွန်တော်ဒီအရင်ဆုံး filter အကောင့်တော့မယ်တကယ်ဒီ Wildcat server ထောင်ဖို့အမေတော့ဘာမှကိုမလို့ပေါ့ဘာမှမလို့ဒီ Wildcat ဟိုအဲ့ encryption ဆိုတဲ့ program ရေးထားတဲ့ Wildcat script လေး run လိုက်အောင်နေဒီ Wildcat server install ပြီးသားဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ server ပေါ်မှာလုပ်ဆရာရှိတာ user ထည့်မလားရှိပြီးသား user ပြန်ပြင်မလားဒါမှမဟုတ် configuration ပြန်ချမှာအဲ့ဒါပဲရှိတာပေါ့အဲ့တော့ကျွန်တော်အရင်ဆုံးဒီ server တစ်လုံးဆောက်လိုက်အောင် okay အဲ့မှာကျွန်တော်ဒီမှာဒီ cloud compute ပဲရွေးမယ်ပြီးသွားရင် high frequency လည်းရွေးလို့ရတယ် high frequency ကိုဒီ$10နဲ့$6နဲ့ရှိတယ်ပေါ့ဒါဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ဒီဟာကိုကျွန်တော်တကယ် server ထောင်ဖို့လို့ပေါ့ကျွန်တော်ဒီက$10နဲ့ memory 2GB နဲ့ဟာကျွန်တော်ယူမယ်ဒီမှာကျွန်တော် region ကိုကျွန်တော် Singapore ပေးမယ်ပင်ကောင်းလို့စင်ကာပူပေးမယ်ပြီးသွားရင်ကျွန်တော်ဒီမှာ server ကို SunOS ပေးလိုက်ရ SunOS လည်းဒါပေမဲ့ကျွန်တော်ဒီမှာ Ubuntu နဲ့ပဲလုပ်မယ် Ubuntu နဲ့ပြီးသွားရင်ကျွန်တော်ဒီမှာ hosting ကိုကျွန်တော် Ubuntu ပဲပေးမယ်ပြီးသွားရင်ကျွန်တော်ဟို Wildcat server ပါကျွန်တော်ဒီကောင်ဟိုနံပါတ်2ပေါ့ server နံပါတ်2ဒီကောင်ကျွန်တော် deploy လိုက်အဲ့ server address လို့ကျွန်တော်ဒီမှာပြောရရှိတာ Wildcat မှာကျွန်တော်ရှေ့မှာထောင်ထားခဲ့တယ်မှာ VPS နဲ့ထောင်တဲ့ Wildcat ကပို့ပြီးတော့ line ကောင်းတယ်ပေါ့ဘာလို့ဆိုတော့ဟို Wildcat ကိုမှာ Cloudflare web ကနေတွားထားတဲ့ script တွေရှိတယ်အဲ့ကောင်တွေက server မလို့သူက script ကနေ generate လုပ်လိုက်အောင်ပဲအဲ့ဆိုတော့သူအဲ့ကောင်ကြီးကြတော့သူတို့ကဒီ web server ကြီးပဲကြာလို့တော့မသိဘူး line တော့ဒီရပိုင်း line တော်ကြာတယ်အဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံးဒီ VPS တစ်လုံးနဲ့ဘယ်လို server ထောင်မလဲဆို Wildcat server ထောင်နည်းလေးကျွန်တော်ပြမယ်ဒါရှိရဗီဒီယိုလေးတို့ဘာလို့ထက်တော့အရင်လွယ်ပါ Wildcat server အဲ့တော့ကျွန်တော်ဒါလေးကိုခဏစောင့်လိုက်အောင်ဒါဆိုကျွန်တော်ဒီ Wildcat server ပြီးပြီကျွန်တော်ဒီဝင်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော် server ပြီးသွားပြီဆိုတော့ကျွန်တော် Putty နဲ့ဝင်မယ်ပေါ့ Putty နဲ့ကျွန်တော်ရဲ့ဒီ IP address ကိုယူမယ်ထည့်မယ် open ပြီး yes ပေးမယ်ဒီ login မှာကျွန်တော် root password ကိုကျွန်တော်ဒီက copy ကူမယ် regulate okay ဒါဆိုကျွန်တော်ဝင်အဲ့မှာဒီမှာအရင်ဆုံးလုပ်တင်တာတော့ sudo apt update နဲ့ upgrade ပေါ့ဒါပေမဲ့ကျွန်တော်တော့မလုပ်တော့ပါဘူးဘာလို့ဆိုတော့ repository တွေကအကုန်လုံးလည်း update လုပ်ပြီးသားဖြစ်လောက်ပါပါအဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံးကျွန်တော်ဒီမှာဒီ script command တွေကိုကျွန်တော် copy ကိုလိုက်ပါ user လေးကြည့်ရနေနဲ့ရှင်းအောင်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ car ဆိုတဲ့ command ရှိရမှာဒါပေမဲ့ဒီ filter မှာဒီ car ကတခါတည်းပါလာပြီးတော့ wcat လိုမျိုးပေါ့အဲ့တော့ကျွန်တော်ဒီ car ဆိုပြီးတော့ဒီသူ့ရဲ့ GitHub repository ကဒီ script လေးကိုကျွန်တော်တို့တွားယူလိုက်အောင်ဒီ command ကိုကျွန်တော်ကူမယ်ဒီမှာထည့်မယ်ထည့်လိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီ ls နဲ့ဆက်လိုက်မယ်အဲ့တော့ကျွန်တော် script သူ့ရဲ့ script ရောက်နေပြီဒီကောင် bash script ကိုအဲ့တော့ကျွန်တော်ဒီ bash script ကို run လို့ရအောင်သူ့ကို chmod နဲ့ permission တစ်ဆင့်တိုးမယ်ပေါ့ okay +x ဆိုပြီးတော့ wildcat ပြီးကျွန်တော်ဒီကောင် run လိုက်အောင်တော့မှာပြောကျွန်တော် IPv4 နဲ့ IPv6 public address ဒါပေမဲ့ကျွန်တော်တို့ဒီမှာဘာမှမပြောဒါကျွန်တော်တို့ရဲ့ public IPv4 address ပဲအဲ့တော့ကျွန်တော် enter ခေါက်လိုက်မယ်ပြီး public interface ကျွန်တော်တို့ဒီ API interface ကENS3 လို့ပြောတာဒါလည်းကျွန်တော်ဘာမှမပြောင်းတော့ enter ခေါက်မယ်ပြီးသွားရင်ကျွန်တော်ရဲ့ Wildcat interface ပေါ့ကျွန်တော်ပြင်ဒါကျွန်တော်ကြိုက်တာပေးလို့ရတယ်ဒါပေမဲ့ဒီ default တိုင်းပဲကျွန်တော်ပေးမယ် enter ခေါက်မယ်ဒါ Wildcat server ရဲ့ IP address ပေါ့ကျွန်တော်ဒါကိုလည်းဘာမှမချိန်တော့ပေးလိုက်ပြီးသွားရင်ဒီမှာ Wildcat ဆိုတော့သူ IPv6 ပေါ့ဒါကိုလည်းကျွန်တော်ဘာမှမချိန်တော့ဘူး configure စိတ်ကြိုက်လို့ခွင့်ရှိတော့ဒီ port ကိုလည်းကျွန်တော်ကြိုက်တယ်လို့ချိန်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီ default တိုင်းပဲပြီးဒါမှာ first DNS resolver to use the clients အဲ့တော့ဒီ DNS resolver ဒါသူပေးထား DNS resolver အဲ့တော့ဒီ DNS resolver ကိုကျွန်တော်တို့ကကြိုက်တယ်လို့ကြိုက်တဲ့ DNS resolver ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကသူ့ default တိုင်းပဲပေးမယ်အကုန်သူ့ default တိုင်းပဲပေးလိုက် second DNS resolver လည်းသူ့တိုင်းပဲပေးလိုက်အဲ့မှာသူပြီးသွားပြီတဲ့ press any key to continue သူ့မှာတွင်းနေမယ်ဒီမှာသူclient name ပေးခိုင်းပြီအဲ့တော့ client name ကကျွန်တော်တို့ဘယ်ဟာအတွက်လဲဆိုတော့ကျွန်တော်ဒီ Wildcat config ထုတ်တဲ့အခါမှာ config တစ်ခုကို user တယောက်လိုပဲမြင်ကြည့်ပဲအဲ့တော့အဲ့ဒီ file ကိုပေးသုံးမယ် user ရဲ့ name ပေါ့တစ်ခုခုပေါ့ဒါပေမဲ့ကျွန်တော်ကဒါ public ကိုကျွန်တော်ပေးသုံးပါဆိုတော့တကယ်လို့ဒီ
ကိုက server ထောင်လို့အဆင်မပြေဘူးဒီ Cloudflare နဲ့ခြေထားတဲ့ wildcard တွေလည်းမသုံးချင်ဒီလိုမျိုး VPS နဲ့ထောင်ထားတဲ့ wildcard server စီက config ကိုလိုချင်နေဆိုရင်ကျွန်တော်ကိုလာပြောပြပါပါကျွန်တော် user တယောက်ချင်းစီအတွက်အခါချင်းဝင်မယူရထုတ်ပေးမယ်ဒါကျွန်တော်လေး VPN လိုနေရမို့လို့အဲ့တော့ကျွန်တော်ဒီမှာ client name ကိုကျွန်တော်ဒီ economy ကျွန်တော်ရှေ့ရ client နဲ့ရောက်လို့ဆိုဒီလို VTRWG ဆို VTR1WG ဆိုကျွန်တော်ပေးလိုက် client နဲ့dash ဒီdash can exceed 50 or ကျွန်တော် character ရင်းများ economy VTR1 ကျွန်တော်ဒီမှာ test လို့ပဲပေးလိုက်မယ် okay ဒါဆိုစောကျွန်တော်ဒီမှာကျွန်တော် character limit ကျော်သွားလို့တော့ it may also include an underscore ပါလို့ရပြင်တယ်လို့ dash တွေပါလို့ရဒါပေမဲ့တော့ character 15ခုကျော်ဝင်မရှိဘူး character 15လုံးကျော်လို့မရဘူးကျွန်တော်ဒီမှာကျော်သွားတဲ့ပုံဖြစ်မယ်အဲ့တော့ဒီမှာတော့ရပါတယ်အဲ့ဒီကျွန်တော်ရဲ့ဒီ clients ရဲ့ဒီ PI IP address က IP address ကိုတော့ဒီမှာပေးထားတယ်ဒီအောင်ကျွန်တော်ကကြိုက်တဲ့ IP address ကျွန်တော်ပေးလို့ရတယ်ပေါ့ဒါပေမဲ့နောက်တဲ့ user လို့တဲ့ချိန်မှာ IP address ထပ်လို့တော့မဖြစ်ဘူးuser တယောက်ကို IP တစ်ခုပေါ့အဲ့တော့ကျွန်တော်ဒီမှာသူပေးတိုင်းပဲကျွန်တော်ပေးလိုက်မယ် IP visit ကိုလည်းသူပေးတိုင်းပဲကျွန်တော်ပေးတော့အဲ့ဆိုဒီမှာသူပြီးသွားပြီတော့ QR code ကြီးနဲ့ထွက်လာအဲ့ဆိုကျွန်တော်ဒီဖုန်းကနေချိန်လို့ရပြီပေါ့အဲ့တော့ကျွန်တော်တို့ဖုန်းကိုတစ်ချက်သွားလိုက်အောင် Okay ဒါဆိုကျွန်တော်ဖုန်းကိုရောက်ပြီအဲ့တော့ကျွန်တော်ဒီ wildcard application နဲ့ရောက်တာ ਨੇ သူကဒီမှာ QR code ကြီးလည်းပေးထားဆိုတော့ကျွန်တော်တို့ဘာမှလုပ်ဆောင်မလို့ဒီရောက်ဖွင့်လိုက်မယ်အပေါင်းလေးနှိပ်လိုက်မယ်ပြီးသွားရင်ဒီမှာ scan from QR code ဆိုရှိဒီ create from scratch နဲ့လုပ်ရအောင် create from scratch နဲ့ကြာဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီ PC မှာဆိုကျွန်တော်တို့ဒီမှာကျွန်တော် ls နဲ့စစ်ကြည့်လိုက်မယ်ကျွန်တော်တို့ config file ထွက်နေလိမ့်မယ်စောစော client economy test ဆိုရအောင်အဲ့တော့ကျွန်တော်ဒီကောင်ကိုဖတ်လိုက်မယ်cat d0 CT command နဲ့ဖတ်လိုက်ကျွန်တော်ဒီမှာတွေ့ရတယ်ပေါ့ interface ဒီမှာကျွန်တော်ထည့်ရမယ့်ဟာတွေပေါ့ဒီဖုန်းမှာထည့်ရမယ့်ဟာတွေ interface name ဘာညာတာအကုန်ထည့်ရဒါပေမဲ့ဒါက PC မှာတကယ်လို့ကိုက PC မှာ wildcard သုံးနေဆိုတော့ဒီကနေတကူချင်း copy ကိုလို့အဆင်ပြေတယ်ပေါ့တကယ်လို့ကျွန်တော်ကဖုန်းမှာသုံးနေဆိုတော့ဒါက QR ဖတ်လိုက်တာပုံမြန်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီ QR ပဲဖတ်လိုက်ကြအောင်ကျွန်တော်အပေါင်းလေးနေမယ်ပြီးရင် scan from QR code ဒီမှာကျွန်တော်ဒီကောင်အပေါ်နေနဲ့တူမယ် Okay class scan ဖတ်ပြီးသွားရင်ကျွန်တော်ဒီကောင်နာမည်တခု economy test ပဲပေးလိုက်မယ် test create တယ် Okay ဒါဆိုကျွန်တော်ပြီးပြီဒီမှာကျွန်တော်တို့ကျွန်တော်နာမည်တော့မှားပါဒါဆိုကျွန်တော်ပြီးပါပြီအဲ့တော့ကျွန်တော်ဒီမှာဒီကောင်ကိုဖွင့်ကြည့်လိုက်ဒါကျွန်တော် redo နဲ့ပေါ့ Okay အောက်မှာသူ data transfer စတက်လာပြီကျွန်တော်အဲ့တော့ speed test စမ်းကြည့်အောင်သူဒီမှာ IP address 45.76.179.226 ဆိုတော့ကျွန်တော်တို့ဒီ IP address ပဲเนาะဒီမှာအဲ့တော့ကျွန်တော်တို့ရဲ့ wildcard server အောင်မြင်တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာရေးဆို speed test စမ်းကြည့်အောင်ကျွန်တော်အခန်းထဲလေးရောက်နေတော့ကျွန်တော်ဒီမှာတိုင်ရနည်းနည်းကြာနေတယ်ပုံမှန်ကျွန်တော်ရှိမှာဆန်တော့ဆိုပင်က100ဝန်းကျင်တော့ရှိပေါ့ဒါပေမဲ့ down speed က20ကျော်တယ်ကျွန်တော်ဒီမှာ down speed 4ပဲတက်တယ် already နဲ့Okay အဲ့ဆိုကျွန်တော်ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲရပ်ပေးမှာပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာ Cloudflare wildcard ကို Cloudflare web နဲ့ပေါင်းပြီးတော့ဘယ်လို generate လုပ်မလဲပေါ့ config file အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မပေးပါနဲ့နောက်လာမယ့်ဗီဒီယိုတက်တယ်လည်းစောင့်နေပါပါတော့ကျွန်တော်တက်နိုင်သမျှserver ထောင်ကျင်တဲ့သူတွေရောဒီ server ထောင်လို့အဆင်မပြေတဲ့သူတွေရောအဆင်ပြေအောင်ကျွန်တော်လုပ်ပေးပါမယ်ပေါ့အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြအောင်